င်္ဂလာပါခင်ဗျာထောက်ချိုင်းကလေးကျမ်းမာရေးပညာပေး channel ကနေကြိုဆိုပါရစေမိဘတိုင်းဟာမိမိရဲ့သားသမီးတွေကိုကာယဖွံ့ဖြိုးမှုညာနာဖွံ့ဖြိုးမှုတွေပြည့်စုံကောင်းမွန်စေချင်ကြပါတယ်ကလေးတွေဆိုတာဟာလည်းတင်ယူမှုအားအကောင်းဆုံးအသက်လက်ထက်မြင့်ဆုံးအရွယ်လေးတွေဖြစ်ပါတယ်ဒီလိုအချိန်မှာအာဟာရပြည့်ပြည့်ဝရရှိဖို့စားတဲ့အစာအသောက်တွေဟာကျန်းမာရေးနဲ့ညီညွတ်ပြီးတော့အုံနောက်ကိုအကျိုးပြုတဲ့ဓာတ်တွေပါဝင်ဖို့တိတ်ကိုအရေးကြီးလာပါတယ်ဒါကြောင့်မိဘတွေအနေနဲ့ကိုယ့်ရဲ့ကလေးညံကောင်းအောင်ပံ့ပိုးပေးနိုင်တဲ့အစာအသောက်တွေဟာဘယ်လိုဟာတွေလဲဆိုတာသိချင်ရင်တော့အခုပြောပြသွားမယ့်ဗီဒီယိုလေးကိုအစအဆုံးကြည့်ပေးဖို့လိုပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်ခင်ဗျာကဲဘယ်လိုအစားအသောက်တွေကကလေးတွေရဲ့ညံကိုပံ့ပိုးကူညီပေးနိုင်မလဲဆိုတာကြည့်လိုက်ကြရအောင်တဲ့ဥအမျိုးမျိုးဥတွေမှာအသားတက်ကြွယ်ဝတဲ့အဓိကအစားအစာတစ်ခုအဖြစ်နာမည်ကြီးပါတယ်လူသိနည်းနေသေးတဲ့အချက်တစ်ခုကတော့ဥတွေရဲ့အနှစ်ထဲမှာပါတဲ့ကိုလင်းဆိုတဲ့ဓာတ်မျိုးဟာမှတ်ဉာဏ်ကိုတိုးတက်ကောင်းမွန်စေတယ်ဆိုတာပါပဲဒါကြောင့်မို့လို့အုံနောက်ဖွံ့ဖြိုးစေဖို့အာဟာရဖြစ်ပြီးဈေးလဲတက်တာတဲ့ကျစ်ဥငုံဥဘဲဥစတဲ့ဥအမျိုးမျိုးကိုကလေးတွေကိုကျွေးဖို့မမေ့ပါနဲ့နော်နံပါတ်2အုတ်ကျုံနံစားပြောင်းအုတ်ကျုံတွေဟာမြန်မာပြည်မှာကလေးတွေကိုကျွေးတဲ့ဓလေ့နည်းပါတယ်ဒါပေမဲ့အနောက်နိုင်ငံတွေမှာတော့အလွန်အာဟာရပြည့်ဝတဲ့ကောက်နှံအနေနဲ့အရန်ကျွေးလေးရှိတဲ့ဓလေ့တစ်ခုဖြစ်ပါတယ်အုတ်ကျုံဟာမနစ်ခင်းမှာကလေးတွေအတွက်လိုအပ်တဲ့အုံနောက်အတွက်အလွန်ကောင်းမွန်တဲ့စွမ်းအင်ကိုထုတ်ပေးပါတယ်အမြင်ဓာတ်တွေပေါ်ကျွယ်ဝခြင်းကလည်းအစာအများကြီးအလွန်အကျွံစားလို့စိတ်မရှိအောင်ပံ့ပိုးပေးနိုင်ပါတယ်ဒါအပြင်အုတ်ကျုံမှာဗီတာမင် B ဗီတာမင် E ပိုတက်ဆီယမ်နဲ့ဇင်းဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်နဲ့အုံနောက်ကိုအကောင်းဆုံးစွမ်းဆောင်ဖို့ကူညီပေးပါတယ်။အုတ်ကျုံကိုအခုအခါမှာစူပါမားကတ်တွေမှာအလွယ်တကူဝယ်လို့ရနေပါပြီ။နံပါတ်3အယောင်ဆုံးနေတဲ့ဟင်းသီးဟင်းရွက်လေးတွေဖြစ်ပါတယ်။ခရမ်းကျင်သည်ကစွန်းဦးရွှေဖယုံသည်မုံလာဥနီဟင်းနုနယ်ရွက်အစရှိတဲ့အယောင်အသွေးစုံလင်လာတဲ့ဟင်းသီးဟင်းရွက်တွေဟာအန်တီအောက်ဆီဒန့်လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါတဲ့အတွက်အုံနောက်ဆဲတွေကိုကျန်းမာတန်ဆွမ်းစေပါတယ်နံပါတ်4နို့နဲ့ဒိန်ကျင်နို့နဲ့နို့ထွက်ပစ္စည်းတွေမှာအသားဓာတ်နဲ့ဗီတာမင် B ဓာတ်တွေပါပါတယ်ဒီဓာတ်တွေဟာအုံနောက်ရဲ့ tissue တွေအုံနောက်ထဲမှာရှိတဲ့ neurotransmitter လို့ခေါ်တဲ့ဓာတ်ပစ္စည်းနဲ့ enzyme ဓာတ်တွေဖွံ့ဖြိုးဖို့အတွက်မဖြစ်မနေလိုအပ်ပါတယ်။ဒါအပြင်နို့နဲ့ဒိန်ကျင်တွေမှာဗီတာမင် D နဲ့ကယ်လ်ဆီယမ်ဓာတ်တွေကိုလည်းပါဝင်တဲ့အတွက်ကြောင့်မို့လို့ကလေးတွေရဲ့ဉာဏ်ရည်သွေးနဲ့ကာယဖွံ့ဖြိုးမှုကိုပါကောင်းမွန်စေတဲ့အစာအသောက်ဖြစ်ပါတယ်။နံပါတ်5အသားအမျိုးမျိုးအသားအမျိုးမျိုးမှာပါတဲ့တန်တက်ဟာခွန်အားရှိတယ်လို့ခံစားရဖို့နဲ့အာယုံစူးစိုက်နိုင်ဖို့အလွန်အရေးကြီးတဲ့ဓာတ်မျိုးဖြစ်ပါတယ်။အမဲသားမှာတန်တက်တွေကြွယ်ဝစွာပါဝင်တာမို့လို့ကလေးတွေကိုကျွေးတင်ပါတယ်။ဒါအပြင်ဇင့်တက်ပါတဲ့အတွက်မှတ်ဉာဏ်ကိုခေါင်းစေပါတယ်။တက်လွတ်သမားတွေဆိုရင်တော့တန်တက်ပါဝင်တဲ့ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ပဲပီဆက်အပါအဝင်ပဲအမျိုးမျိုးခရမ်းကျင်သီးလိမ္မော်သီးစတော်ဘယ်ရီသီးဟင်းနုနယ်ရွက်စတာတွေကိုစားပေးနိုင်ပါတယ်။နံပါတ်6 berry သီးများ strawberry သီး cherry သီး blueberry နဲ့ blackberry တွေဟာအယောင်တွေတောက်ပါတာနဲ့အညီအာဟာရတွေလည်းတိတ်တီးပါဝင်ပါတယ်ဗီတာမင် C အပါအဝင်တခြား antioxidant ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့အတွက်ကင်ဆာကိုလည်းကာကွယ်ပေးနိုင်ပါတယ်လေ့လာတွေ့ရှိချက်တွေအရ strawberry နဲ့ blueberry သီးတွေမှန်မှန်စားသုံးပေးတဲ့အခါမှတ်ဉာဏ်တိုးတက်ကောင်းမွန်တာကိုတွေ့ရပါတယ်။ဒါကြောင့်တသားမီမီလေးတွေကို berry သီးလေးတွေကျွေးဖို့အတွက်လည်းတိုက်တွန်းချင်ပါတယ်။နံပါတ်9ပဲအမျိုးမျိုးပဲရီဟာအသားဓာတ်နဲ့ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ဂစီဓာတ်တွေအမြင်ဓာတ်တွေဗီတာမင်တွေပါဝင်တဲ့အထူးအစားအစာတစ်ခုဖြစ်ပါတယ်။ကလေးတွေရဲ့ခွန်အားကိုတိုးတက်ကောင်းမွန်စေုံဒါမကပဲစဉ်းစားတွေးခေါ်နိုင်စွမ်းကိုလည်းတိုးတက်စေပါတယ်။ကြောက်ကပ်ပုံစံရှိတဲ့ပဲရီဟာတခြားပဲရီထက်အိုမီဂါ3ပိုပါဝင်ပါတယ်။အိုမီဂါ3ဟာအုံနောက်ဖွံ့ဖြိုးမှုနဲ့ကောင်းမွန်စွာလုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက်အရေးကြီးပါတယ်။နံပါတ်10ဆယ်မွန်ကအစီများတဲ့ငါးတစ်မျိုးဖြစ်ပြီးတော့ omega 3 DHA နဲ့ EPA လို့ဓာတ်မျိုးတွေပါဝင်တဲ့အတွက်အုံနောက်ဖွံ့ဖြိုးမှုအတွက်ကြီးစွာသောအထောက်အပံ့ကိုဖြစ်စေတဲ့အစားအသောက်တစ်မျိုးဖြစ်ပါတယ်
တူနာငါးမှာလည်း omega 3 ပါဝင်ပါတယ်ဒါပေမဲ့တူနာငါးမှာပါတဲ့ omega 3 ဟာဆယ်မွန်ငါးလောက်တော့အများကြီးမပါပါဘူးဒါကြောင့်တင့်ရဲ့ကလေးကိုညံကောင်းစေခြင်းဆယ်မွန်ငါးများများကျွေးပေးတင်ပါတယ်အခုပြောပြသွားတဲ့အစားအသောက်လေးတွေကိုကျွေးခြင်းအပြင်မိမိတို့ရဲ့ကလေးတွေရဲ့ညံသွေးကိုပုံမကောင်းမွန်စေုံတာမကဘဲနဲ့ကာယဖွံ့ဖြိုးမှုတွေကိုပါတိုးတက်ကောင်းမွန်စေနိုင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တောက်ထိုင်ပါ